ရတော့လားတချို့က arrest ရတဲ့စင်မဟုတ်အဲ့ဒါတွေ assess တည်ရင်လုပ်မယ် assess လုပ်ပြီးသွားပြီဆိုတော့တေချာပြီး confirm ဖြစ်တယ်နော်ဒီ patient က unresponsive no pass ဒါဆိုလို့ရှိရင်တော့chest compression စပြီပေါ့နော်အဲ့တော့ကိုယ့်ရဲ့တောင်းကအဲ့ချိန်မှာနောက်တစ်ယောက်ကို AED သွားယူခိုင်းဖို့နောက်ကျန်တဲ့ကိုမှကူညီမဲ့သူတွေရှိသေးတယ်ဆိုလို့ရှိရင်နောက်တစ်ယောက်ကိုတော့မတို့ချက်ချင်းဒီမှာ ambulance ခေါ်ဖို့ပေါ့နော် call ခေါ်ဖို့အဲ့တော့ဒါလေးတွေပြောမယ်ပြီးရင် at the same time မှာကိုကချက်ချင်း initiate လုပ်လိုက်တဲ့သူပေါ့နော်ကိုကချက်ချင်း initiate လုပ်လိုက်တဲ့သူဆိုတော့ကိုမှာကချက်ချင်းမတို့ဒီ stress ကတက်သွားပြီပြီးတဲ့အခါမှာCPR လုပ်တယ်ဟုတ်ပြီအဲ့တော့ CPR လုပ်တယ် CPR 2 မိနစ်လုပ်ပြီးသွားပြီဆိုလူတယောက်ကအရန်မော်သွားပြီအဲ့တော့ဘလောက်ပဲလုံနိုင်ပါတယ်ပြော2 မိနစ်ပြည့်တယ်ဆိုရင်တော့နားဖို့လိုတယ်ပြီးရင်ကိုယ်အစားနောက်တစ်ယောက်နဲ့လဲပေါ့နော်အဲ့လို switch လုပ်ဖို့လိုတယ်အဲ့တော့ every 2 minute တိုင်းမှာ compressor ကိုလဲဖို့ပေါ့နော်ဒါလေးကအရေးကြီးတယ်မဟုတ်လို့ရှိရင်တောက်လျှောက်ဟိုမှာ3 cycle 4 cycle အဲ့လိုတောက်လျှောက်တွေ run တဲ့ခါကျတော့အရှိ1 2 cycle လောက်မှာတော့တိတ်ပြဿနာမရှိဘူးနောက်ပိုင်းကြာလာလေကိုယ့်ရဲ့ effectiveness ကလျော့သွားလေအဲ့တော့ဘာဖြစ်လာလဲဆိုတော့compression rate ကနှီးလာတယ်ပြီးတဲ့အခါမှာ depth ကကောင်းကောင်းမရောက်တော့ဘူးเนาะအဲ့တော့ဖိနေတာသတ်မှတ်ထားတဲ့မှာတော့ target ကိုမရောက်ဘူးအဲ့တော့ထွက်လာတဲ့ outcomes ကမကောင်းပေါ့နော်ကိုကရတယ်ကိုရသေးရဲ့ဆိုပြီးအတင်းလုပ်နေလို့ရှင်ဆိုတော့ဒါကြောင့်မလို့ဒီဘိုင်းမြာအရေးကြီးတယ်ပေါ့နော်အဲ့တော့ okay အဲ့တော့ဒါကတော့မတို့တည်ပြီးသားချက်တွေပါနော်အဲ့တော့ high quality CPR ဖြစ်ဖို့အရေးကြီးရယ်နော်အဲ့တော့ဒီဘိုင်းလေးကိုတော့ပြန်ရှင်းထားနော်အဲ့တော့ high quality CPR ဖြစ်ဖို့ဆိုလို့ရှိရင် you must begin high quality chest compression quickly မြန်ဆန်စဖို့လိုတယ်မြန်ဆန်စဖို့ကနံပါတ်1ချက်မြန်ဆန်ကိုက action ယူဖို့အတွက်က early recognition ပေါ့နော်အဲ့တော့ဒီဘိုင်းကနေပဲစတာပဲစောစီသတိထားမိဖို့ arrest လားဆိုတာကိုကချက်ချင်းသတိထားမိဖို့လိုတယ် action မြန်ဖို့လိုတယ် compressing the chest circulate blood to the brain and heart high quality chest compression are deliver at a rate okay အဲ့တော့ rate ကလည်း100 to 120 beat per minute အဲ့တော့ rate ကဒီ target အတွင်းမှာပဲဟိုးရင်တော့ကတော့ရှိခဲ့တယ် rate ကအဲ့လိုမျိုး120ကျော်အောင်ညှိရမယ်တော့เนาะအနည်းဆုံးတော့120လို့အဲ့လိုမျိုးတွေရှိခဲ့တယ်ဒါပေမဲ့စောစောအရှိမပြောခဲ့သလိုပဲ guideline တွေဒီလိုမျိုး update လုပ်ရင်းနဲ့နောက်ဆုံးကြတော့အခုလောလောဆယ်ကတော့100ကျော်ရမယ်100နဲ့120ကြားပေါ့နော်100ကျော်ဖို့လိုတယ်120ထက်လည်းမမြန်ရအောင်အဲ့ကြားတွေက rate ကဒါအသင့်တော်ဆုံးပေါ့နော်တချို့ကြတော့လုံရင်းနဲ့အစပိုင်းမှာတအားမြန်တယ်ဘာဖြစ်လို့လဲဆိုတော့ energy ရရှိနေသေးတယ်အဲ့ energy ရရှိနေသေးတယ်တအားတွေတက်ကြွနေပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့တခါတလေ130 140ဖြစ်ကုန်တယ်ဆိုတော့ဒါဆိုလို့ရှိရင်လည်းမကောင်းမြန်ဘူးအရင် rate အရင်မြန်ရင်လေမတို့ထွက်လာတဲ့ outcomes ကမကောင်းပေါ့နော်အဲ့တော့ရန်နှီးရင်လေကိုလိုချင်တဲ့ effective ဒီ cardiac output မရပြန်အောင်เนาะအဲ့တော့ဒါကြောင့်မလို့100 to 120ကြားမှာပဲရှိတဲ့ ਨੇ depth ကကျတော့5 to 6 cm inch နဲ့ပြောလို့ရှိရင်တော့2 to 2.4 inch အဲ့တော့ depth ကမတို့ဒါ AB diameter ဘောကနေပြီးတော့ဖိလိုက်တဲ့အခါမှာ5 to 6 cm အဲ့တော့တကယ်လို့လူတစ်ယောက်ကမတို့ပုံမှန် normal အတွက်ပေါ့နော်ဒါကတော့တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ average မဟုတ်ဘဲနဲ့ average 80% of the population နဲ့မဝင်တဲ့သူမျိုးတွေတချို့အရန်ပိန်နေတချို့အရန်ဝါတဲ့သူတွေပေါ့နော်ဒါမျိုးတွေကြတော့မတို့ AB diameter ရဲ့ 1/3 လို့ပဲသတ်မှတ်တယ် 1/3 of the AB diameter လောက်ဖိနိုင်တယ်ဆိုလို့ရှိရင်ဒါဒီကိုလိုဂျင်နဲ့ depth ကိုရောက်တယ်လို့သတ်မှတ်တယ်အဲ့ဒီတော့မှသာ sternum နဲ့နောက်က vertebra ဒီအမာနှစ်ခုကြားမှာမတော့ heart ကို compress လုပ်တာเนาะဒါကြောင့်မလို့ဒီဘိုင်းကကိုလိုချင်တဲ့ target ရောက်ဖို့လိုအပ်တယ်အဲ့တော့မှဒါ heart ကပြန်ပြီးတော့မတော့ cardiac output ကဒီကောင်းထွက်လာမှာပေါ့နော် effective circulation ရတဲ့အထိ okay ဒါကတော့မတို့ early initiation of CPR စောစီ CPR စဖို့လိုတဲ့4% 4 rescuers တွေကပဲစဖို့ရည်ကြီးရဆိုတာကို2020မှာပြန်ပြီးတော့ re-emphasize လုပ်ပေးထားတယ်ဒါဒီအရေးကြီးပါတယ်ဆိုတဲ့အချက်ကိုပြန်ထည့်ပေးထားတယ်နော် okay အဲ့တော့ဒါကတော့မတို့ guidelines တွေထဲမှာတစ်ခုပေါ့နော်အဲ့တော့ risk of harm to the patient is low if the patient is not in ဟုတ်ပြီ cardiac arrest မဟုတ်ခဲ့ဘူးဆိုရင်ရောကိုက assessment လုပ်တာကိုဒီသေချာမလုပ်ဖ ೇನೆ မှာ arrest မဟုတ်ဖ ೇನೆ patient ကို chest compression လုပ်မိရင်ရောဘာဖြစ်နိုင်တယ်လဲသူ့ရဲ့ဖြစ်လာမဲ့ outcomes ကစိုးနိုင်သလားပေါ့နော်ဆိုတော့ risk of harm ကအရင်နေဒါကြောင့်မလို့စောစီးစရင်ကြတော့ outcomes ကအများကြီးกว่าသွားတယ်ဒါကြောင့်စောစီးစဖို့အတွက်ကို early initiation ကို
အားပေးတယ်နော်အဲ့တော့ဒါအရေးကြီးတယ် bystander should not be afraid to start CPR even if they are not sure whether victim is breathing or is in cardiac arrest okay အဲ့တော့ဒါလေးပဲဒီတိုင်းပဲအဲ့တော့ခါတလေပတ်ဆန်တဲ့ခါမှာနော် pass ကရတယ်လို့မရတယ်လို့ဖြစ်တယ်တကယ်မတို့ဒီ major နော်မတို့ pass တွေကိုစမ်းတာပဲဒါပေမဲ့လည်းရတယ်လို့မရတယ်လို့ကိုယ့်ရဲ့ pass ပဲပြန်မိနေတယ်လို့တကယ် stress ဖြစ်တဲ့အချိန် stressful condition ခါကြတော့တချို့မသေးကြဘူးပေါ့နော်နောက်ဆန်းနေကြလို့မဟုတ်ဘူးလေနော် medical person မဟုတ်တဲ့အခါကျပိုပြီး confidence ကနေတယ်အဲ့ဒီခါမျိုးမှာကြတော့နောက်ဆုံးကိုကမရဘူးလို့ထင်တယ်ဆိုလို့ရှိရင် CPR သာစလိုက်ပေါ့နော်အဲ့တော့တစ်ခါတလေ faint ဖြစ်တယ်ရတယ်လို့မရတယ်လို့ဖြစ်တယ်အော်ဒါမှမဟုတ်အကြာကြီးနေမှဒီ10 to 15 second လောက်စမ်းတာတော့မှ pass ကမရလာဘူးဒါဆိုရင်သိကြတယ် no pass လို့ပဲသတ်မှတ်လိုက်တော့အဲ့လိုမျိုးပြောတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဓိက target ကဘာလဲဆိုတော့ CPR စောစောစားရမယ် early initiation of CPR အဲ့ဒါဒီ main ပဲနော် when the person is unresponsive and not breathing အော်ဒါမှမဟုတ်လေ breathing ကတချို့ကလုံးဝမရှိတာတော့မဟုတ်ဘူးအဲ့လို gas pain လို့ဖြစ်နေ gas pain ဖြစ်နေဒါမျိုးဆိုလို့ရှိရင်လည်း CPR ပဲနော် not effective ဆိုတော့နော် okay အဲ့တော့ဒါကတော့မတို့ adult CPR အတွက်ကိုအရေးကြီးတာက scene safety အရေးကြီးတယ်အဲ့တော့ scene safe ဖြစ်ဖို့လိုတယ် area around the person က safe ဖြစ်ဖို့လိုတယ်ဆိုတော့လိုမျိုးပေါ့နော်ဟိုမှာကားတွေသွားနေတဲ့လမ်းမကြီးပေါ့အတင်းပြေးသွားလို့မရခြားကားတွေရတယ်မသိဘူးလေရှေ့မှာဘာဖြစ်နေလဲဟိုမှာဟိုအချိန်များတဲ့နေရာဆိုပို့ဆိုတာပေါ့နော်အရင် busy ဖြစ်တဲ့ points တွေဆိုပို့ဆိုရဲအဲ့လိုနေရာမျိုးကြတော့အရင်ဆုံး scene ကိုကအရင်ဆုံး safe ဖြစ်အောင်ရင်ထိန်လိုက်ဖို့လိုတယ်ပြီးတော့မှเนาะပြင်ဆင်လိုက်ပြီးတော့မှကိုဒီ areas ကိုဝင်လို့ရမယ်ပေါ့နော် okay ခဏလေးဆိုတော့တစ်ချက်ပြတ်သွားတယ်တွေ့ okay ရပြီနော်ဆိုတော့ ဒါတော့မတော့ adapt CPR အတွက်ပေါ့နော် do the following make sure scene and area around the person are safe and ပြီးတဲ့အခါမှာ tap the person and talk loudly are you okay ပေါ့နော်ဒါတော့အရင်ဆုံး patient ကို response ဆန်တာနော်ဒုတိယတစ်ချက်ဒါတော့မဟုတ် danger ဆိုပြီးတော့မှတ်တယ် scene က safe ဖြစ်ရလား D ပေါ့နော်ပြီးရဲ့အခါမှာ are you okay ဆိုတော့ဒါကမတို့ responsiveness ကိုစမ်းတာ R နော်အဲ့တော့ DR ပြီးရင် shout for her S DRS နော်ပြီးရင်မတို့ breathing ကို check လုပ်တယ် breathing ကို check လုပ်တယ် patient ရှူလားလေဝင်လေထွက်ရှိလား chest right ရှိသလားနှာခေါင်းမှာမတို့လေဝင်လေထွက်ရှိလားပြီးရဲ့အခါမှာသူ့ရဲ့ chest ကလေဝင်နေရှူနေရဲဆိုရဲเนาะဒီ chest right ရှိမရှိပေါ့เนาะဒါကို assess လုပ်တယ် if the person is not responding breathing or only gasping ဒါဆိုရင်တော့ချက်ချင်းမတို့ CPR စမယ်နော် okay အဲ့တော့တခါတလေကျဒီကြားထဲမှာတစ်ခုရှိတာတော့4%မဟုတ်ဘူးကိုကတည်တယ်เนาะဟိုမှာ nurse တို့ doctor တို့เนาะဒီ medical person တွေဆိုလို့ရှိရင်နောက်တစ်ဆင့်ဘာလို့ခိုင်းသေးလဲဆိုလို့ရှိရင်မတို့ချက်ချင်းဒီ patient မရှူဘူးဆိုလို့ရှိရင်သူ့ရဲ့ breathing က effective မဖြစ်ဘူးမရှူဘူးဆိုလို့ရှိရင် airway ရင်ဖွင့်တယ်ပေါ့နော်အဲ့တော့ airway ဖွင့်ပြီးတော့ခါလေ airway ပိတ်နေလို့မရှူတာလည်းဖြစ်တယ်ဒါကြောင့်မလို့အရင်ဆုံး airway ရင်ဖွင့်လိုက်တယ် airway ဖွင့်ပြီးတော့တဲ့အခါမှာအဲ့တော့ patient ကိုကနော် airway patent ဖြစ်သွားပြီဆိုရင်တော့မှဆိုတာတော့မှသူကကောင်းကောင်းမရှူသေးဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင်တော့ဒီ CPR စဖို့လိုနေပြီနော်အဲ့တော့ချက်ချင်းစမယ် compression ကတော့ချက်30ဖိမယ်100 to 120 beat per minute နဲ့သွားတယ် depth က5 to 6 cm เนาะအဲ့တော့ဒီအတိုင်းပဲဆက်ပြီးတော့သွားပါเนาะ okay ဒါကမတို့သူ့ရဲ့ဒီ pattern တိုင်းလေးပေါ့เนาะအရှိဆုံးက danger เนาะ danger မတို့ဒါမှတ်လွယ်တာလေးပေါ့เนาะဟိုမှာ scene safety area safety self safety အဲ့ဒါကြီးအကုန်လုံးဒီ danger လို့မှတ်လိုက်လို့ရတယ် are you okay ဆိုပြီးတော့ patient ကိုအတန်နဲ့ verbally stimulate လုပ်လိုက်တယ် responsiveness ရှိမရှိစမ်းတယ်ပြီးရင်တခါတလေအတန်နဲ့မှမရရင်တခါတလေပခုံးလေးဖြစ်ဖြစ်အဲ့လိုပုတ်ပြီးတော့ tapping လုပ်လိုက်တယ်ဘာလို့လဲဆိုတော့ဒုတိယချက်ချင်းတွားပြီးတော့လူတယောက်ပေါ့နော်ကိုနဲ့သိရဆိုပြဿနာမရှိဘူးလေနော်ကိုနဲ့မသိရတဲ့စိမ့်ပေါ့နော်ဥမာလမ်းမှာအပြင်မှာတွေ့တဲ့သူတယောက်ကိုချက်ချင်းတွားပြီးတော့ကင်မိုးကကြတော့နည်းနည်းလေးတိတ်အဆင်မပြေဘူးလဲကျသွားရဲဆိုရင်တော့မှအရင်ဆုံးတော့ဟိုအတန်နဲ့ hello are you okay
can you hear me ဘာညာအဲ့လိုမျိုးအရင်ပြောပြီးတော့မှပဲဒါကမှာတော့ကို response မလာအခါကျမှတစ်ချက်ပခုံးတက်ပင်လောက်ကြည့်ပေါ့နော်ပြီးရနဲ့ shout for help yell for help အဲ့ဒါကြောင့်မို့ DRS ဖြစ်သွားတယ်နော် share 1 2 3ဒီ DRS ပြီးတော့မှ breathing check လုပ်တယ် airway ဖွင့်ပြီးတော့ breathing check တယ်မရဘူးမရှိဘူး only gasping ဒါဆိုရင် CPR စမယ်CPR ရဲ့ high quality CPR definition အတိုင်းပဲ30 is to 2နဲ့သွားတယ် chest compression 30ပြီးတဲ့အခါမှာ next compression မတိုင်ခင်မှာဒါမှတော့ချက်ချင်းထပ်ပြီးတော့မသွားသေးပဲねအဲ့ဒီမှာတကယ်လို့ကိုက max တွေပါရှိတယ်ဒါမှမဟုတ်ကိုက comfortable ဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီ ventilation ကိုပေးလို့အဆင်ပြေတယ်ဒါဆိုရင်မအောင်နှစ်ချက် breathing ပေးမယ်เนาะအဲ့တော့ဒါဆိုရင်တော့30 is to 2ဖြစ်သွားတယ်အဲ့တော့30 is to 2ကိုဘယ်လောက် rate နဲ့သွားမလဲဆိုတော့100 to 120 beat per minute and depth က5 to 6 cm เนาะ okay အဲ့ဒီတိုင်းသွားဖို့လိုရယ်နော်အဲ့တော့ဒီ sequence အတိုင်းပဲပေါ့နော်ဒါအရေးကြီးတယ်တကယ်လို့များဒီမှာအနီအောင်လေးနဲ့ရေးထား as a rescuer if you are entering in CPR then give the hands only CPR ဒါကကြတော့တခါတလေမှာဒီထည့်ပြီးတော့ပြောရတယ်ပေါ့နော်ဟိုမှာtraining တွေချမရထားဘူးကိုကလည်း airway ဖွင့်ဖို့ဒါမှမဟုတ်ရှင် ventilate လုပ်ဖို့အတွက်ကို comfortable မဖြစ်ဘူးမပေးတတ်ဘူးကိုပေးလိုက်တော့မှပို့ဆိုးသွားမယ်ထင်တယ်။အော်ဒါမှမလို့ရှင်အဲ့လူကဘာမှမသိတဲ့အခါကျတော့သူစီက infectious disease တွေပါတယ်ကိုမှကြောက်တယ်။တချို့ကကြတော့အဲ့လောက်ထိမသွားခြင်းတဲ့သူတွေရှိတယ်။အဲ့ခါမှာနောက်ပိုင်းဘာကို advocate လုပ်လာလဲဆိုတော့ okay airway ဒီ ventilate မလုပ်ချင်လည်းရတယ်။ hands only CPR လည်းအဆင်ပြေတယ်ဆိုပြီးတော့နောက်ပိုင်းပြောလာကြတယ်။မဟုတ်လို့ရှိရင်အဲ့ ventilate မလုပ်ချင်တာနဲ့ပဲဘယ်သူမှဝင်ပြီးတော့မကယ်တော့မှကြောက်တယ်။ဒါကြောင့်မလို့ hands only CPR ကိုဆိုလဲအဆင်ပြေပါတယ်ဆိုပြီးတော့နောက်ပိုင်းမှာသတ်မှတ်လာတယ်ပေါ့နော်အဲ့တော့ hands only CPR is giving တောက်လျှောက် continuous compression ပဲ30 is to 2မဟုတ်တော့ဘဲနဲ့တောက်လျှောက် continuous compression ပဲတောက်လျှောက်သွားတယ်100 to 120 beat per minute ဒါကမှတော့ဘယ်လောက်နှုံးနဲ့သွားတယ်ပေါ့နော်1 minute ဒါ timeline ပါသွားတယ်1 minute မှာ100 to 120ဆိုတော့အဲ့တော့ compression ကမှတော့ချက်30ဆိုလို့ရှိရင်1 minute မှာဘယ်နှကြိမ်ဖြစ်သွားမလဲဆိုတော့30 30 30 3ကြိမ်ဒါမှမဟုတ်30 4ကြိမ်အဲ့လောက်ဖြစ်သွားမယ်ဒါမှမဟုတ်2 breath အချိန်မလိုတော့ဘူးပေါ့နော်တကယ်လို့2 breath ပေးဖို့အချိန်2 breath ကိုပေးမယ် ventilation ကိုပေးမယ်ဒါဆိုလို့ရှိရင်ကြတော့1 minute ကိုမှတော့ဒါစုပေါင်းဘယ်နှကြိမ်လောက်ဖြစ်သွားမလဲဆိုတော့30 compression and is to 2 ventilation ဒါဆိုစုပေါင်း3ခါလောက်ဖြစ်သွားမယ်1 minute ကိုအဲ့လိုမျိုးမှာတော့2 minute တတိလုံးမယ်2 minute တတိလုံးမယ်ဆိုတော့အဲ့2 minute cycle မှာဆိုရင်cycle အသေးလေးပေါ့နော် cycle အသေးလေးပေါင်း30 to 2ပေါင်းဘယ်နှခေါက်ရမလဲဆိုရင်ခန့်မှန်းကြည့်9ကြိမ်6ကြိမ်လောက်ဖြစ်သွားမယ်9ကြိမ်6ကြိမ်လောက်30 to 2 9ကြိမ်6ကြိမ်လောက်လှုပ်လိုက်လို့2 minute ပြည့်သွားပြီဆိုရင်အဲ့ဒါကိုမှတော့1 cycle လို့ခေါ်တယ်အဲ့ဒါကိုမှ1 cycle လို့ခေါ်တယ်နော်တခါလေကျတော့ဟိုတယောက်နဲ့တယောက် communication လုပ်တဲ့အခါမှာမှားတတ်တယ်ပေါ့နော်နားလည်မှုလွယ်တတ်တယ်โอเคအဲ့တော့ဘယ်အချိန်ထိ compression လုပ်မလဲဆိုတော့ patient ပြန်ပြီးတော့ raw စရာတဲ့အထိဘယ်လိုသိမလဲ pass ချက်တယ် rhythm ချက်တယ်ဒါပေမဲ့ BLS မှာကျတော့ rhythm မပါတဲ့ခါကျ pass ပဲပြန်ချက်တယ်အဲ့တော့ patient pass ရပြီလား30 is to 2 compression သွားတယ် ventilation လုပ်တယ်2 minute ပြည့်သွားတယ် compressor ကိုလဲမယ်ဖိနေတယ် chest compression လုပ်နေတဲ့သူအမတော့2 minute တခါလဲရမယ်လို့ရှိမှပြောထားတယ်ဟုတ်ပြီအဲ့တော့2 minute တခါလဲတဲ့အချိန်မှာကိုကဘာလုပ်ရလဲဆိုတော့အဲ့မှာနောက်ထပ် cycle 30 is to 2မလာခင်မှာ pass ကိုဆန်တယ်เนาะအဲ့တော့ pass ကဘယ်နေရာကိုဆန်တော့ဆိုတော့မတို့ carotid ကိုဆန်တယ်เนาะအဲ့တော့ carotid ဒီ major ကိုပဲဆန်တယ်အဲ့တော့ carotid ကိုပဲဆန်တယ်တခါတလေကျရင် femoral ကိုဆန်တယ်ဒါပေမဲ့အများသောဖြင့် carotid ကိုပဲဆန်တာများပါတယ်เนาะ okay ဆိုတော့ဘယ်အချိန်ထိ compression ပေးမလဲဆိုတော့တောက်လျှောက် compression သွားမယ် and breath until 80 arrive okay အဲ့တော့80ရောက်လာပြီဆိုတော့စစချင်းမှာကြရမှာတော့80သွားယူခိုင်းတာတယောက်ရှိတယ်အဲ့တော့ तू ကလည်းမြန်မြန်ဆန်ဆန်တော့သွားဖို့လိုတယ်ဘယ်နေရာမှာရှိလဲဆိုတာသိရလို့ဖြစ်ဖို့လိုတယ်တခါတလေကျဟိုရမ်းကြာပြီးတော့မှဟိုဘယ်လိုပြောမလဲသူ့ရဲ့ effectiveness ရမယ့်အချိန်မဟုတ်တဲ့အချိန်ကြတော့မှရောက်လာတာမျိုးတွေဆိုဘယ်လိုမှအဆင်မပြေဘူးပေါ့နော် until ဒါကြောင့်မလို့80 arrive 80စောစီရောက်ဖို့ရောက်လာဖို့လိုတယ်ရောက်တာနဲ့မှာတော့ချက်ချင်းဒီသူ့မှာပါတဲ့ပတ်လေးတွေပေါ့နော်အဲ့တော့ဒီ feedback လေးတွေကိုချက်ချင်းကတ်မယ်နော်